Okay ဒီဗီဒီယိုလေးကတော့ကိုပြောင်းဝင့်ရုံပိုင်ရှင်မျိုးဆက်ဖြစ်တဲ့ Potter မိသားစုကဘာကြောင့်သွေးစစ်မိသားစုစရင် Secret 28ထဲမှာမပါဝင်ရတာလဲ Harry Potter မိသားစုဟာတကယ်တော့အစွမ်းထက်တဲ့ Pepperell ညီကိုတွေတဲကအငယ်ဆုံးဖြစ်တဲ့ Econotic Pepperell ရဲ့ဓာတ်ရိုက်မျိုးဆက်ဖြစ်ပြီးတော့ Dudley Hollow ရတနာသုံးပါးကတစ်ခုဖြစ်တဲ့ကိုပြောင်းဝင့်ရုံကိုမျိုးရိုးစင်ဆက်စက္ကန့်ခွင့်ရှိတဲ့ဂုဏ်သရေရှိမိသားစုကြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်မြင့်မြတ်တဲ့မိသားစုဟာဘာကြောင့်သွေးစစ်မိသားစုစရင်ဖြစ်တဲ့ Secret 28ထဲမှာမပါဝင်ခဲ့ရတာလဲ။ဒီအဖြစ်ကိုတော့ဗီဒီယိုရဲ့အဆုံးမှာပြပြပေးထားပါတယ်။ Okay Secret 28ဆိုတာဘာလဲ Secret 28ဆိုတာက1930ဝန်းကျင်ပြောရမယ်ဆိုရင် Harry ရဲ့အဖေခေဆိုတော့ Harry ရဲ့အဘိုးအဘေးခေတုန်းက Captain Carrot Knox ဆိုတဲ့သူကနေသွေးစစ်လမ်းညွန်ဖြစ်တဲ့ Pure Blood Directory ဆိုတဲ့အမည်နဲ့လျှို့ဝှက်ပြုစုခဲ့တဲ့စာရင်းတစ်ခုပဲဖြစ်ပါတယ်။သူကသွေးမနှောပဲနဲ့တန့်စင်နေသေးတယ်လို့သူယူဆတဲ့မိသားစု28စုကိုပဲရွေးချယ်ခဲ့တာပါ။ Okay ဒီနေ့မှာတော့ဒီစာရင်းတဲကမိသားစု28စုလုံးကိုပို့ပြီးတော့မြင်သာသွားအောင်လို့ဇာတ်ကားတွေကတက်တွေနဲ့အတူပြပြပေးသွားပါမယ်။ကဲအရင်ဆုံးဇာတ်ကားထဲမှာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့မိသားစုဝင်တွေကိုစပြောပြပါမယ်။နံပါတ်1 Malfoy Draco တို့ရဲ့တထေးကြီးမိသားစုနံပါတ်2 Black Sirius Black တို့ရဲ့အမြင့်မြတ်ဆုံးမိသားစုနံပါတ်3 Weasley ဟုတ်ပါတယ် Ron မိသားစုပါသူတို့ကတော့သွေးစစ်ပေမဲ့ McGarry ကိုချစ်လို့ဆိုပြီးတော့ Blood Traitor လို့လည်းခေါ်ခံခဲ့ရတဲ့သူတွေပါနံပါတ်4 Lestrange Bella Tree ရဲ့ယောက်ျားဘက်ကအမှောင်ဘက်တော်သားမျိုးနွယ်ဖြစ်ပါတယ်နံပါတ်5 Longbottom ဟုတ်ပါတယ် Neville တို့ရဲ့ Auror မိသားစုပါနံပါတ်6 Ollivander ဆိုတာက BC 382ကလေးကမော်တုတ်တန်လောက်လာတဲ့မိသားစုပါ Harry Potter ထဲမှာဆိုရင်မော်တုတ်တန်ရောင်းတဲ့မိသားစုပေါ့နော်နံပါတ်9 Gaunt ကတော့ Voldemort ရဲ့အမေဘက်က Slytherin မျိုးဆက်တွေဖြစ်ပါတယ်နံပါတ်8 Slughorn ကကြတော့ဒီ Potion Professor ဖြစ်တဲ့ Harry Slughorn ရဲ့မျိုးရိုးပါနံပါတ်9 Crouch ကတော့မော်ဝင်ကြီးဌာနအရာရှိဖြစ်တဲ့ Bertie Crouch ရဲ့မိသားစုဖြစ်ပါတယ်နံပါတ်10 Shacklebolt ကတော့နာမည်ကြီး aura ဖြစ်တဲ့ Kingsley Shacklebolt ဖြစ်တွေ့ခဲ့ရတဲ့မျိုးရိုးပါနံပါတ်11 Row ကတော့ Harry Potter and Deathly Hallows ထဲမှာ Harry တို့ကို coffee ဆိုင်မှာလိုက်တိုက်ခိုက်ခဲ့တဲ့ Coffin Row ရဲ့မိသားစုဖြစ်ပါတယ်နံပါတ်12 Traffic က Harmony တို့ Bella ထွက်အောင်ဆောင်ပြီးတော့ Gringotts ဘဏ်ကိုခိုးဝင်တော့ကတွေ့ခဲ့ရတဲ့ဓာတ်ဤတာပါပြီးတော့နောက်တစ်နေရာမှာတော့ Luna Lovegood ရဲ့အဖေကိုသွားဖမ်းတော့ကလည်းသူကပါခဲ့ပါတယ် Okay အခုပြောမယ်နောက်ထပ်ဒီမိသားစုတွေကတော့နာမည်ပဲပါပြီးတော့နောက်ခံမှာပဲတွေ့ရလိမ့်ရှိတဲ့သူတွေဖြစ်ပါတယ်နံပါတ်13 Avon ကတော့ Hannah Avon အဖြစ်ကျောင်းသားထဲမှာပါဝင်ခဲ့ပါတယ်နဗီလက်ထပ်ခဲ့တဲ့အမျိုးသမီးလည်းဖြစ်ပါတယ် Rosia ကတော့ Fantastic Beasts ထဲက Vander Rosia ပြောရမယ်ဆိုရင် Grindelwald ရဲ့နောက်လိုက်ဖြစ်ပါခဲ့တဲ့သူရဲ့မျိုးဆက်နံပါတ်15 Carol ကတော့ Hogwarts ကိုနှိပ်စက်တဲ့ Amicus နဲ့ Electromonoma ဖြစ်ပါဝင်ခဲ့တဲ့မျိုးဆက်ဖြစ်ပါတယ်နံပါတ်16 Bug ကတော့အမောင်မော်ပစ္စည်းဆိုင်ဖြစ်တဲ့ Borgin and Bark ပိုင်ရှင်ရဲ့မျိုးဆက်တွေပဲဖြစ်ပါတယ်နံပါတ်19 Parkinson ကကြတော့ Pansy Parkinson အဖြစ် Draco ဘေးမှာအမြဲတွေ့ခဲ့ရတဲ့မျိုးနွယ်ဖြစ်ပါတယ်နံပါတ်18 Yesley ကတော့ဝင်ကြီးဌာနကိုသိမ်းပိုက်တဲ့ဓာတ်ဤတာတယောက်ဖြစ်တဲ့ Coven Yesley ရဲ့မျိုးရိုးဖြစ်ပါတယ်နံပါတ်19 Prewett ကကြတော့ Molly Weasley ရဲ့အပြိုစင်ဘွားကမျိုးရိုးပါ Molly က Arthur Weasley လက်ထက်ခဲ့လို့ Molly Weasley ဖြစ်သွားခဲ့တာပါနံပါတ်20 Greengrass ကကြတော့ Draco ရဲ့ဇနီး Astoria ရဲ့မိသားစုဖြစ်ပါတယ်21 Avery ကကြတော့ Honor of the Phoenix ထဲက Professor Horace ရဲ့ Sludge Club လို့ခေါ်တဲ့အဖွဲ့ထဲမှာပါဝင်ခဲ့တဲ့ဓာတ်ဤတာတယောက်ဖြစ်ပါတယ်ပြောမယ်ဆိုရင်သူက Voldemort ငယ်တုန်းက Trumpeter ရဲ့တငယ်ချင်းဖြစ်ပါဝင်ခဲ့တဲ့မိသားစုဖြစ်ပါတယ်22 Belstrode ကကြတော့ Slytherin ကျောင်းသူ Millicent Belstrode ရဲ့မိသားစုဖြစ်ပါတယ်နံပါတ်23 Flint ကကြတော့ Slytherin ရဲ့ Quidditch အသင်းကောင်းဆောင် Margaret Flint ရဲ့မျိုးရိုးဖြစ်ပါတယ်24 Mamilan ကတော့ Hufflepuff အဆောင်က Cedric Diggory နဲ့အရန်ရင်းနှီးခဲ့တဲ့ကျောင်းသား Arnie Mamilan ဖြစ်ပါဝင်ခဲ့တဲ့မိသားစုဖြစ်ပါတယ်25 Selwyn ကကြတော့ Deathly Hallows မှာပါဝင်ခဲ့တဲ့ဓာတ်ဤတာမိသားစုဖြစ်ပါတယ်26 Notch ကကြတော့ဒီစရင်ကိုပြုစုခဲ့တဲ့ Notch မိသားစုဖြစ်ပါတယ်နံပါတ်29 နဲ့28ကတော့ Shafan နဲ့ Folly လို့ခေါ်ပါတယ် Shafan နဲ့ Folly ကကြတော့ဇလန်ထဲမှာလူမပါပေမဲ့တန့်စင်တဲ့မျိုးရိုးပဲဖြစ်ပါတယ်သူတို့က Harry ခေတ်မှာမျိုးပဲပြောင်းသွားတာလားဒါမှမဟုတ်အခြားနိုင်ငံကိုပဲပြောင်းသွားတာလားဆိုတာကတော့မော်လောကရဲ့ဗဟိနီတစ်ခုအနေနဲ့ကြာရှိခဲ့ပါတယ်ဒါပေမဲ့ Hatter Folly ဆိုတဲ့သူကတော့1925ကနေ39အထိ British မော်ဝင်ကြီးချုပ်ဖြစ်ခဲ့ပြီးတော့ဒီ Grindelwald ခေတ်မှာပဲပြုတ်ခဲ့တယ်လို့ Fantastic Beasts ရဲ့အမိုင်းနောက်ခံထဲမှာတော့ပါခဲ့ပူပါတယ်ကဲဒါဆိုရင်ဒီ28စုထဲမှာ Potter မိသားစုကဘာကြောင့်မပါတာလဲ Okay Potter မိသားစုဘာကြောင့်ခြံလက်ခံရတာလဲဆိုတာအချက်2ချက်ရှိပါတယ်ပထမတစ်ခုကတော့ Potter ဆိုတဲ့နာမည်ဟာမကယ်လောကမှာအသုံးများလို့သွေးစစ်ဝါဒီတွေကမျိုးရိုးမမြင်ဘူးလို့အထင်သေးခဲ့ကြတာပါဒါပေမဲ့အဓိကအချက်ကတော့ Harry ရဲ့အဖိုးဖြစ်တဲ့ Henry Potter ကြောင့်ပါပဲသူကမော်ဝင်ကြီးဌာနရဲ့ဗဟိုတရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ Wilson Garmort မှာငါတို့ဗီဒီယိုထဲမှာဆိုရင်တော့ဝိယုံနေတွေဝတ်ထားတဲ့အဖွဲ့မှာအလုပ်လုပ်တုန်းက McGarry ကိုကာကွယ်ပေးတဲ့ဥပဒေကိုပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့တာကြောင့်သွေးစစ်ဝါဒီဖြစ်တဲ့စရင်ပြုစုသူ Not က Potter မိသားစုကို McGarry ချစ်သူတွေအဖြစ်သတ်မှတ်ပြီးတော့စရင်ထဲကနေမောက်မှာဆိုပဲထုတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Potter တွေဟာသွေးစစ်ဝါဒီတွေရဲ့စရင်ထဲမှာမပါဘဲနဲ့သူတို့ရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ကိုပြောင်းဝိယုံကိုစက္ကန့်နဲ့ဂုံတိတ်ခါကတော့ဘယ်တော့မှမြင့်မြင့်မသွားခဲ့ပါဘူးကဲဒါဆိုရင်တော့ဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ဒီ28စုထဲမှာအကြိုက်ဆုံးနဲ့အမုန်းဆုံးမိသားစုတွေကဘယ်သူတွေဖြစ်မလဲနောက်ထပ်မော်လောကလျှို့ဝှက်ချက်တွေအပြင်အခြားသောဗီဒီယိုအသစ်တွေအတွက်လည်း follow like share လုပ်ထားဖို့မေ့ပါနဲ့နော်